consultant ဆိုတာ specialist ဖြစ်ရတယ်။ specialist ဆိုတာ theory ရော practical ရောကျွမ်းကျင်ဖြစ်တော့မှကျွန်တော်တို့က consultant လို့ခေါ်လို့ရတာပါ။အဲ့တော့ campaign တွေကျွန်တော်တို့လုပ်ဖို့ရမယ် marketing campaign တွေပြီးလို့ရှိရင် retainer တွေကျွန်တော်တို့လုပ်ဖို့ရမယ် strategy ကို360ပေါင်းတော့ client ကတယောက်တည်းမဟုတ်ဘူးဟုတ်ပါလေ consultant လုပ်တဲ့အချိန်မှာ right client တယောက်တည်းမဟုတ်အဲ့တော့ client တယောက်တည်းမဟုတ်တဲ့အချိန်မှာ industry ပေါင်းစုံရဲ့creative ပေါင်းစုံ industry ပေါင်းစုံရဲ့ campaign ပေါင်းစုံ marketing strategy ပေါင်းစုံ report ပေါင်းစုံဟိုဒုက္ခပေါင်းစုံကျွန်တော်တို့ခံပြီးတော့မှဒီမှာတိုင်းကျင်ရကိုခန့်မြတ်ပြောထားတာဆရာကိုရေးတယ်ကျွန်တော်က strategic marketing စာကိုဖတ်ပြီးတော့ marketing ဘက်ကိုစိတ်ဝင်စားလာတဲ့သူပါတဲ့ပထမဆုံးပွဲစာကိုဖတ်ပြီး marketing consultant လုပ်ဖို့အတွက်ကို operation အကုန်တက်လုပ်နေပါတယ်တဲ့ creative ဘက်ကိုပို့ပြီးအားစိုက်တဲ့အတွက်ကြောင့်မလို့ execution ဘိုင်းမှာအားနည်းနေပါတယ် creative သမားတယောက်အနေနဲ့ marketing ဘိုင်းကတွဲပြီးတက်မလို့ဖြစ်မလားတဲ့ဆိုတော့ဖြစ်ပါတယ် creative ဘိုင်းမှာမဟုတ်ပါဘူး operation သမားတွေလည်း logistics သမားတွေလည်း marketing တက်လို့ဖြစ်ပါတယ် finance သမားတွေလည်း marketing တက်လို့ဖြစ်ပါတယ်ဆိုတော့ဟိုဒါတော့ကိုတို့ရင် lady ပေါ့နော်ဟို sales သမားတွေကလည်းဒီမှာလူတိုင်းကရောင်းနေရတာ sales ကအရေးကြီးဆုံးပဲဒီမှာဟိုဘယ်လိုကောင်းမလဲ finance သမားကြောင့်လည်းလူတိုင်းကတွက်နေချက်နေရတာ finance ကအရေးကြီးဆုံးပဲ marketing ကပြောရင်လည်းလူတိုင်းကကြော်ညာနေရတာပေါ့ဒီမှာ marketing ကအရေးကြီးအဲ့တော့ဟိုပြောရရင်ဘယ်သူပဲတက်ပါဟိုစိတ်ဝင်စားလို့တက်တာပဲဟာအဲ့တော့ဟို creative သမားတယောက်လည်း marketing ကိုနားလည်သွားတယ်ဆိုလို့ရှိရင်ဘယ်စကားလုံးကဘယ်အချိန်မှာဘာကြောင့်ရေးရမယ်ဆိုတာမျိုးသိတယ်ဘယ် visual element ဘယ် icon လေးကဘယ် icon လေးရဲ့ဘယ်အကွေ့လေးကဘယ်အချိန်မှာဘာကြောင့်ထည့်ရမယ်ဆိုတဲ့ဟာမျိုးလေးကတော့ကျွန်တော်တို့ marketing လေ့လာရဆိုလို့ရှိရင် marketing မှာကျွန်တော်ဆိုရင်အခု marketing ရဲ့အပြင်မှာကျွန်တော်ဒီဘက်ကဟို psychology ကျွန်တော်လိုက်ဖတ်နေရပါတော့ဒီ nudge ဆိုတဲ့စာအုပ်ကအစကျွန်တော်လိုက်ဖတ်နေတယ်ဆိုတော့ဟို psychology ကိုနည်းနည်းလေးပို့ပြီးတော့နောက်ပိုင်းစိတ်ဝင်စားလာတော့အဲ့တော့အဲ့ကျွန်တော်ဖတ်နေတယ်ဟို psychology ကိုပါကျွန်တော်သင်တန်းတက်ဖို့တိုက်ချနေပါတယ်မတွေ့လို့ပါအဲ့ again တက်ပါဟိုကောင်းတာတော့လေ marketing consultant လုပ်ဖို့တက်ဆိုတာ okay ကိုခန့်မြတ်ရဲ့ experience တွေပါကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့ဟိုအကြံပေးချင်တာကတော့ဟို marketing consultant လုပ်ဖို့ okay ဘယ်လိုခေါ်မလဲmarketing consultant လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တခြားသူတော့ကျွန်တော်မသိဘူးကျွန်တော်ကတော့ကျွန်တော် consultant ငှားတယ်ဆိုလို့ရှိရင်ကျွန်တော်ရုံးမှာလည်းဟိုကျွန်တော်ဝိုင်းကူပေးနေတဲ့ senior တွေရှိရပါလေကိုမိုက်တို့ပြီးလို့ရှိရင်ကျွန်တော်တန်ငယ်ချင်းကိုရက်ထက်တို့ကျွန်တော်ဒီ consultant CFO အနေနဲ့ရောCPO အနေနဲ့ရောကျွန်တော်ဝိုင်းကူပေးနေသူတွေရှိရကျွန်တော်ဒီ HR နဲ့ finance ဒါကျွန်တော်နားမလဲအပိုင်းဒါကျွန်တော်အများကြီးသူတို့လောက်နားမလဲအပိုင်းတို့ကျတော့ specialist တွေဖြစ်သွားတယ်အဲ့တော့ consultant ဆိုတာ specialist ဖြစ်ရတယ် specialist ဆိုတာ theory ရော practical ရောကျွမ်းကျင်ဖြစ်တော့မှကျွန်တော်တို့က consultant လို့ခေါ်လို့ရတာပါအဲ့တော့ campaign တွေကျွန်တော်တို့လုပ်ဖို့ရမယ် marketing campaign တွေပြီးလို့ရှိရင် retainer တွေကျွန်တော်တို့လုပ်ဖို့ရမယ် strategy ကို360ပေါင်းတော့ client ကတယောက်တည်းမဟုတ်ဘူးဟုတ်ပါလေ consultant လုပ်တဲ့အချိန်မှာ right client တယောက်တည်းမဟုတ်အဲ့တော့ client တယောက်တည်းမဟုတ်တဲ့အချိန်မှာ industry ပေါင်းစုံရဲ့creative ပေါင်းစုံ industry ပေါင်းစုံရဲ့ campaign ပေါင်းစုံ marketing strategy ပေါင်းစုံ report ပေါင်းစုံဟိုဒုက္ခပေါင်းစုံကျွန်တော်တို့ခံပြီးတော့မှဒီမှာတိုင်းကျင်ရတော့တိုင်းကျင်ပြီးတော့မှတော့ဟိုပူအောင်ပြီးတော့မှထွက်လာတဲ့အချိန်မှာပါကျွန်တော်တော့ဟိုဘောအောင်ဝင်ပြီးတော့ဟိုရောင်းစင်းတွေထွက်လာပါပေါ့လေဆိုတော့ဟို consultant တယောက်ဖြစ်ဖို့အတွက်ကတော့အများကြီးကျွန်တော်ဆရာမအိုင်လင်းအမြဲပြောကြစကားကားတော့ရဆိုလို့ရှိရင် jail time လို့ပါပေါ့လေအဲ့တော့ဟိုနေရာတစ်ခုမှာဆို marketing agency မှာပဲဖြစ် right 6နှစ်ကနေ10နှစ်အထိကိုဝမ်းစာဖြည့်ဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်တို့2နှစ်3နှစ်4နှစ်မှာရတဲ့ experience နဲ့6နှစ်9နှစ်10နှစ်9နှစ်10နှစ်မှာ
တွေးတဲ့အတွေးကတော်တော်ကြီးကိုကွာတယ် trust me တော်တော်ကြီးကိုကွာတယ်အဲ့တော့အဲ့ဒီ jail time ကိုလုပ်စေချင်တယ်အရင်ဆုံးယူစေချင်တယ် jail time ယူပြီးတော့မှကျွန်တော်တဖြည်းဖြည်းနဲ့ကိုလုပ်ချင်တဲ့ marketing advisor ပဲပြော consultant ပဲပြောဒီမှာ marketing agency ပဲထောင်ဗျာပြောမှဆိုလို့ရှိရင်အဲ့တော့တနေရာနှစ်နေရာနောက်မှာတော့ agency က marketing consultant ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ marketing agency ပေါ့နော်ဘာလဲဆိုတော့ client ရှိပါအများကြီးကြုံလာရတော့မှအဆင်ပြေမှာ哦မဟုတ်ရင် client industry တစ်ခုနှစ်ခုလောက်ပဲကျွန်တော်တွေ့ဘူးတယ်ဆိုလို့ရှိရင်ဒါပါတော့ကျွန်တော်ဆိုလို့ရှိရင်ဗျာ tech ဘက်ကလာတာအဲ့တော့ retailer tech retailer ကျွန်တော်လုပ်ဘူးတယ် tech brand Samsung ပေါ့လေလုပ်ဘူးတယ် Jmart Technoland ကျွန်တော်လုပ်ဘူးတယ်ပြီးတော့ KFC ကျွန်တော် FMB မှာတစ်ခုလုပ်ဘူးတယ် CD မှာကျွန်တော်လုပ်ဘူးတယ်ကျွန်တော် brand တစ်ခုလုပ်ဘူးအဲ့တော့ကျွန်တော်ပြောမှဆိုလို့ရှိရင်ကျွန်တော်လုပ်ဘူးတဲ့ industry ကလက်5ချောင်းမပြည့်ဘူးလက်4ချောင်းပဲရှိတယ် client side မှာ right ကျွန်တော် level up မှာကျွန်တော်လုပ်နေရတဲ့ industry ပြောတော့ကျွန်တော်အရင်တော့ Revotech နဲ့ကျွန်တော်အရင် agency လုပ်ခဲ့တဲ့ The Pink Sun မှာကျွန်တော်လုပ်ခဲ့တဲ့ industry ကအသားလေးအခု20ကျော်တယ်ဆိုတော့ client တစ်မျိုးကို challenge တစ်ခု client တစ်မျိုးကို pain တစ်ခုဆိုတော့အဲ့ဒီရဲ့ experience တွေကကျွန်တော် consultant လုပ်တဲ့အချိန်မှာ client ကဒါလို့ပြောရဆိုလို့ရှိရင်ကျွန်တော်တို့ကတခါတည်းအဖြေဆွတ်ထုတ်လို့ရမယ်အဆင့်ထိပို့ပြီးတော့ဖြစ်တာပေါ့လေဆိုတော့အဲ့ဒီလိုမျိုးကျွန်တော်တို့ drive ပါတယ်